အပိုင်း၄စစ်တပ်ကြီးရဲ့ချင်းကပ်လာတဲ့အတန်တွေအဖိုးနဲ့မင်းကြီးရဲ့ကျင်းဝအတန်တွေကိုနှုတ်မှထားခဲ့ပြီးတော်နဲ့သမီးလေးဟာစာရင်ရဲ့သားတို့ကိုခိုးထုတ်ပြီးနက်ပြည်ရဲ့အစွန်အဖျားဘဒူးမှမလာတဲ့တိတ်ဆိတ်ချင်းလွင်ကားတွေကိုခေါ်လာခဲ့ပါတယ်ဒီနေရာမှာတော့အရာအလုံးကငိမ်သက်နေသေးပါတယ်တော်နဲ့သမီးဒီမှာဆိုရင်တော့ခဏလောက်ဘေးကမ်းပါလိမ့်မယ်ရှင်သက်တာရဲ့လားရှင်းညလုံးတွေကအရင်လိုနီးမနေတော့ဘူးပဲလူသားမင်းကဘာလို့ဒီလောက်ထိမယူရဲ့ဆန်ရတာလဲငါ့ကိုသာအဖိုးဖြစ်သူလက်ထဲအပ်လိုက်ရင်မင်းဘာမှဖြစ်မှာမဟုတ်ဘူးအခုတော့မင်းလည်းငါနဲ့တူတူအပြစ်သားဖြစ်သွားပြီတော်နဲ့သမီးအပြစ်သားဖြစ်ရတာကအချစ်ဆိုတာဘာလဲမသိပဲနေရတာထက်ပိုကောင်းမယ်ထင်လို့ပါကဲရှင်ဂတိပေးထားတာမှတ်မိတယ်မလားအခုပြောပြလို့ရပြီလားအချစ်ဆိုတာတကယ်ပဲရှိတဲ့တော့နာကျင်စရာပဲလားစာရညက်သားတော်ဟာလွင်ကအကျင်ဘက်ကကျဲတောင်တွေကိုငေးကြည့်ရင်ခဏလောက်တိတ်ဆိတ်သွားတယ်ပြီးတော့မှသူ့ရဲ့အတန်ကဖြည်းဖြည်းချင်းထွက်ပေါ်လာပါတယ်လူသားအချစ်ဆိုတာလေကိုမရှိသမျှအရာအလုံးကိုပေးဆက်လိုက်ရပါမယ်အဲ့ဒီအတွက်နောင်တမရတာမျိုးပဲဥပမာတစုံတစ်ယောက်ရဲ့အပြုံးလေးတစ်ခုကိုမြင်ရဖို့အတွက်ကိုယ့်ရဲ့အသက်ကိုယ်တောင်ဆက်တေးဖို့ဝန်မလေးတာမျိုးပေါ့ငါရဲ့ကဘာမှာတော့အချစ်ဆိုတာအားနေချက်လို့သတ်မှတ်ကြတယ်ဒါပေမဲ့ငါတိခဲ့တဲ့လူသားကဘာမှာတော့အချစ်ဟာအမောင်တေးကအလင်းရောင်ပဲနာကျင်ရတာဆိုတာကကိုချစ်ရတဲ့သူကိုဆုံးရှုံးလိုက်ရလို့ခံစားရတဲ့ဝေဒနာပါမချစ်ခဲ့ဘူးဆိုရင်အဲ့ဒီနာကျင်မှုကိုတောင်တိမှာမဟုတ်ဘူးတော်နဲ့သမီးဒါဆိုရှင်လဲသူစုံတယောက်ကိုအဲ့ဒီလောက်ထိချစ်ခဲ့ဘူးတာပေါ့လူသားဒါပဲနဲ့ငါရဲ့ကံကြမ္မာကအဲ့ဒီအချစ်ကိုဖျက်ဆီးပစ်ခဲ့တယ်အခုတော့ငါမှဘာမှမရှိတော့ဘူးတော်နဲ့သမီးလေးဟာလူသားရဲ့စကားတွေကိုနားထောင်ပြီးရင်ထဲမှာတမျိုးကြီးခံစားလိုက်တယ်ဒါဟာသူမပထမဦးဆုံးခံစားမှုတဲ့တနာချင်းနဲ့ရင်ခွန်ချင်းရောရွက်နေတဲ့ခံစားချက်ပါပဲရှင်လူဖီကိုပြန်သွားတော့ရှင်ကိုလိုက်ရှာနေတဲ့စစ်တပ်တွေကိုကျမဟန်သားပေးမယ်ရှင်ကိုရှင်ချစ်တဲ့လူသားကပါမှာပဲအေးအေးချမ်းချမ်းနေစေချင်တယ်လူသားမင်းဘာပြောလိုက်တာလဲငါ့ကိုပြန်ပို့ရင်အဖိုးနဲ့မင်းကြီးကမင်းကိုတတ်လင်မယ်တော်နဲ့သမီးဒါကကျမရဲ့ဆုံးဖြတ်ချက်ပဲရှင်အခုနပြောတယ်တစုံတယောက်အတွက်ပေးဆက်ရတာအချစ်ဆိုတာမလားအခုကျမရှင်ကိုကေတင်ပေးတာဟာကျမရဲ့အချစ်ရဲ့အစအဖြစ်နိုင်တာပဲမဟုတ်လားတော်နဲ့သမီးလေးဟာသူမရဲ့တန်ကိုအားလုံးကိုစူးစီးလိုက်ပါတယ်သူမရဲ့ခန္ဓာကိုယ်ကနေတောက်ပတဲ့အလင်းတန်းတီထွက်လာပြီးလူသားကိုလွှမ်းကြုံသွားတာပေါ့အလင်းတန်းကြီးပျောက်သွားတဲ့အချိန်မှာလူသားဟာလူပြည်ကိုလောက်သွားပါပြီဒါပေမဲ့တော်နဲ့သမီးလေးကတော့အားအင်ကုန်ကြပြီးလွင်ကားထဲမှာလဲကျသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲအမောင်တက်စစ်တက်ကြီးနဲ့အဖိုးနဲ့မင်းကြီးတို့လွင်ကားရှေ့ကိုရောက်လာကြပါတယ်အဖိုးနဲ့မင်းကြီးတော်နဲ့သမီးမင်းနောက်ဆုံးတော့ငါ့ကိုသစ္စာဖောက်လိုက်ပြီပေါ့အခုချက်ချင်းအဲ့ဒီသူကိုပြန်ခေါ်စမ်းတော်နဲ့သမီးမဖြစ်နိုင်တော့ဘူးအဖိုးသူပြန်သွားပြီကျမအချစ်ဆိုတာဘာလဲဆိုတာကိုသိသွားပြီလူပြည်ကိုပြန်ရောက်သွားတဲ့စာရန်ရဲ့သားတော်ကတော့တော်နဲ့သမီးလေးကိုကေတင်ဖို့ပြန်လာမလားအဖြစ်တိုင်ခံရတော့မယ်တော်နဲ့သမီးလေးရဲ့ကင်ဂျမာကဘလို့ဇက်သိမ်းမလဲဆိုတာနောက်ဆုံးပိုင်းဖြစ်တဲ့အပိုင်း9မှာဆက်လက်နားထောင်ပြကြပါအောင်